Maya Zwinwe, Kotiko Nankoya, the Botami, Kabama Tate Rishide. Yo visa, you say yo mija. La langue vala, ni no mamma. ဒီနေ့ပွဲရတော့ဒါပထမ3ဆိုတဲ့အဲ့ဒီဘန်ပေါ့နော်စာနေစိမိတ်ဆက်ပွဲမင်းတို့ရဲ့ညီမခံရဲ့သားငယ်ရဲ့3ယောက်ဒီဆိုထားတဲ့3ယောက်ပေါင်းပြီးလှုပ်ထားတယ်ကျွန်တော်တို့ပထမ3ဆိုတဲ့အခွဲလေးကို10နှစ်ကြာရင်ကျွန်တော်တို့ပရိသတ်စီကိုပေါ့နော်ရောက်ရှိတော့မယ်ဆိုတော့ဒီနေ့စာနေစိပွဲကိုအမင်းတို့ရဲ့ကိုစားပေါ့နော်ကျွန်တော်အနေနဲ့ဒါစာနေစိနဲ့လာရောက်တွေ့ဆုံတာဖြစ်ပါတယ်ခင်ဗျဟိုဟာစိတ်ခံစားမှုကတော့ဒါစိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့လည်းဒီအဓိကတော့အနုပညာဖန်တီးတဲ့လူတွေရုပ်ရှင်သရုပ်ဆောင်တွေပဲဖြစ်ဖြစ်ဆိုလိုပဲဖြစ်ဖြစ်ပေါ့နော်ဒီမိမိရဲ့အနုပညာဖန်တီးမှုတွေကိုပရိသတ်စီကိုရောက်တဲ့အချိန်အရန်ပျော်စရာကောင်းတဲ့အချိန်နောက်တစ်ခုကပထမဆုံးအနေနဲ့သူတို့ရဲ့မျှော်လင့်ချက်ကိုအကောင့်တွေပေါ်နိုင်တဲ့အတွက်အရန်ပီတိဖြစ်ရတဲ့အချိန်ခါပေါ့နော်ဒီအချိန်ခါတစ်ခုကိုသူ့အနေနဲ့မခံစားလိုက်ရတဲ့အတွက်တော့ကျွန်တော်ရန်လည်းစိတ်မကောင်းဖြစ်မိပါတယ်သူရဲ့ပရိသတ်တွေအနေနဲ့လည်းဒီခွေလေးကိုနားထောင်တဲ့အချိန်မှာဟိုပေါ့နော်ကျဉ်းနှံ့မယ်လို့ကျွန်တော်ယုံကြည်နေတယ်ဗျဘာဖြစ်လို့လဲဆိုတော့ဒီအခွေထဲမှာပါဝင်တဲ့သချင်းကသူနဲ့လိုက်ဖက်တဲ့သချင်းကိုပဲအားလုံးကရွေးပေးထားတဲ့အားလုံးကရွေးပေးထားတယ်နောက်ပြီးတော့သူပထမအခွေတုန်းကတော့သူအနေနဲ့ဟိုပေါ့နော်တချင်းမျိုးစုံတွေသူဆိုခဲ့ပေမဲ့သူနဲ့လိုက်ဖက်တဲ့တချင်းတွေကိုဒီအခွေထဲမှာသူအများကြီးသူရွေးခွင့်ရခဲ့တယ်ဆိုတော့ဒီအခွေလေးကတော့သူ့အတွက်အမှတ်တရတော်တော်လေးဖြစ်ပါတယ်အကူညီကတော့ထွေထူးတော့မပေးဖြစ်ပါဘူးမပေးဖြစ်ဘူးဆိုတာဒီလိုမျိုးလေသူတို့လူငယ်တွေအကုန်လုံးစုပေါင်းပြီးတော့ဒီအခွေလေးကိုလောက်ကြတဲ့အချိန်မှာကျွန်တော်အနေနဲ့တခြားကဏ္ဍပေါ့နော်နုပညာနဲ့ပတ်သက်ပြီးတော့အကြံပေးစရာမလိုပါဘူးသူတို့ကဘာဆိုတော့ဒီနုပညာနဲ့ပတ်သက်ပြီးတော့သူတို့ဒီယူသွတ်တယ်တပြီးတော့သူတို့လှုပ်ချင်တဲ့ဟာကိုသူတို့ဒါလုပ်နေတယ်သူတို့ပြိသက်နဲ့သူတို့ဒီဟိုအဆင်ပြေတယ်ပေါ့နော်အဲ့လိုအဆင်ပြေတဲ့ခါကျတော့ကျွန်တော်တို့အနေနဲ့တော့အတက်နိုင်ဆုံးကတော့ဒီနောက်ွယ်မှာရှိတဲ့ production mind ဒီရိုက်ကူးရေးပိုင်းတွေမှာတော့ကျွန်တော်အကူအညီတောင်းတာရှိတယ်ဆိုတော့အဲ့အမျိုးတွေလောက်ပဲကျွန်တော်အနေနဲ့ပံ့ပိုးပေးရတာပေါ့အခုဒီတာလီစွာဆိုတဲ့တချင်းပေါ့နော်ဒီထဲမှာသူတို့3ယောက်crew sound လေးဆိုလို့ရှိရင်လည်းကျွန်တော်ရခိုင်ပြည်နယ်အစုံပေါ့ကျွန်တော်နေရာအစုံတကယ်နာမည်ကြီးနေရာဖျားစီတီပထိုးတွေနဲ့တကယ်လဲဟိုတချင်းလေးကလည်းတကယ်လဲကောင်းတယ်နောက်ပြီးတော့တကယ်ပေါ့နော်ဟိုရခိုင်လူမျိုးမဟုတ်ဘူးဆိုရင်တောင်မှဒီလိုမျိုးချစ်စရာကောင်းတဲ့ delay လေးတွေကိုမြင်ရတဲ့အချိန်မှာတကယ်ရင်ထဲမှာပီတိဖြစ်မယ်လို့ကျွန်တော်ယုံကြည်နေပါတယ်ဆိုတော့ဒီထဲမှာဒီထက်မကပေါ့နော်ဟိုအထိပ္ပယ်ရှိတဲ့တခြင်းတွေဒီထက်မကဒီခံစားမှုတွေကိုဖော်ကျူးပြနိုင်တဲ့တခြင်းတွေအများကြီးပါတယ်အခါကျတော့ဒီခွေလေးကိုတော့မင်းတို့ပြိသက်တော်လကောင်ဒီကိုတန်းငယ်ရဲ့ညီလေးသားငယ်ရဲ့ပြိသက်တော်လကောင်ကိုညီမခံရဲ့ပြိသက်တော်လကောင်ပေါ့နော်နားထောင်ကြည့်လိုက်တဲ့အချိန်မှာဒီအခွေရဲ့ပြိသက်ဒီအကုန်လုံးဖြစ်သွားနိုင်တဲ့အခွေလေးလည်းဖြစ်ပါတယ်ဗျဟုတ်အဲ့ဒါကတော့ကျွန်တော်တို့မစင်းစားသေးဘူးပေါ့နော်ကျွန်တော်တို့ကတစ်ခွေလုံးတော့ MTV တော့မရိုက်လောက်ဘူးလားသူတို့လည်းတိုင်ပင်တဲ့အချိန်မှာတစ်ခွေလုံးတော့ MTV မရှိဘူးတော်တော်ဒီခွေတွေကနေပြီးတော့မှကျွန်တော်၄ဘုတ်လောက်ကိုတော့ဒီက MTV ရိုက်လို့ကောင်းမဲ့တချင်း၄ဘုတ်လောက်ကိုတော့သူရိုက်သွားမယ်ပေါ့နော်ဆိုတော့ဒီထဲမှာကျွန်တော်တရုပ်ဆောင်ပိုင်းကပါဝင်ဖို့လိုအပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ပါဝင်သွားဖို့ရှိပါတယ်ကျွန်တော်အနေနဲ့လည်းဒီပထမ3ကိုကျွန်တော်အနေနဲ့ဒါကျွန်တော်လုပ်ပေးနိုင်တဲ့အတိုင်းဒါအကုန်လုံးပေါ့နော်ကျွန်တော်အနေနဲ့အကုန်လုံးပံ့ပိုးကူညီသွားဖို့လည်းရှိပါတယ်ဗျဟုတ်ကဲ့ပါသူရဲ့ဒီ fan group တွေရှိမယ်နောက်ပြီးတော့သူရဲ့ပရိသတ်တွေရှိမယ်ရုပ်ရှင်ဂီတပေါ့နော်အစရှိတဲ့သူ့ကိုအားပေးနေတဲ့ပရိသတ်တွေအားလုံးအတွက်ဒီခွေလေးကအမှတ်တရအရန်ဖြစ်ပါတယ်အမှတ်တရအရန်ဖြစ်တယ်ဆိုတာဒီခွေကသူရဲ့သူတီဆိုခဲ့တဲ့album ဒုတိယ album လည်းဖြစ်တယ်နောက်တစ်ခုကကြတော့သူယူသွတ်ခဲ့တဲ့လူပညာတစ်ခုကိုပေါ့နော်ပရိသတ်တွေအနေနဲ့ဒါနောက်ဆုံးတင်စီခွင့်ရမယ်ခွေလေးလည်းဖြစ်တဲ့ခါကျတော့ဒီခွေလေးကိုဝယ်ရောက်ပြီးတော့အားပေးကြပါဒီခွေရဲ့အကျိုးအမြတ်ကိုတော့ကျွန်တော်တို့ကဒီအားလုံးပေါ့နော်တိုင်ပင်ပြီးတော့မှဒါလူတန်းမှုတွေအများကြီးပြုလုပ်သွားဖို့ရှိပါတယ်